မင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ thyroid gland ကိုဖယ်ရှားခံရပြီးနောက် thyroid gland ခွဲစိတ်ကုသပြီးနောက်ဖြစ်ပေါ်လာတဲ့ hypothyroid ယောဂအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ် hypothyroid က thyroid hormone နည်းခြင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာ thyroid hormone ကိုထုတ်ပေးတဲ့ thyroid gland ကြီးတစ်ခုလုံးအထုတ်ခံရသည်ဖြစ်ဖြစ်စီတစ်စိတ်တစ်ပိုင်းအထုတ်ခံရသည်ဖြစ်ဖြစ်စီကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာ thyroid hormone လျော့နည်းသွားနိုင်ပါတယ်တချို့လူများဟာကံကောင်းစွာနဲ့ thyroid gland ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲဖယ်ရှားခံရပါတယ်ထုတ်ဖို့လိုပါတယ်ခွဲစိတ်ဖို့လိုပါတယ်တစ်စိတ်တစ်ပိုင်းကျန်တဲ့အတွက်ကြောင့်မလို့ဒီတစ်စိတ်ကျန်ရှိတဲ့တစ်စိတ်တစ်ပိုင်းဟာကိုယ်ခန္ဓာအတွက်လုံလောက်တဲ့ဟော်မုန်းအပြည့်အစုံကိုရရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဟော်မုန်းစီတောက်ဆရာမလိုပါဘူးဒါပေမဲ့တချို့သောဖြစ်ရပ်တွေမှာ thyroid gland ကအရင်ကြီးပြီးတော့ပုံပြက်နေတယ် thyroid cancer ဖြစ်နိုင်ခြေရှိတယ်လို့ယူဆတဲ့အခါအကုန်ထုတ်ပြလိုက်ကြပါတယ်ဒါမှမဟုတ်ရင်လည်းthyroid အကျိတ်ကကင်ဆာဖြစ်နေတယ်ဆိုလို့ရှိရင်လည်းဖယ်ထုတ်ခြင်းခံရပါမယ်အဲ့လိုမျိုးကြောင့်လို့ရှိရင်တော့တစ်ခုလုံးထုတ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကတဘဝလုံးဒီဖိုးကိုအမိကိုပြုသွားရတာရှိပါတယ် thyroid gland တစ်ခုလုံးအထုတ်ခံရတဲ့အခါကျွန်တော်တို့ဒီဖိုးကမတောင်းမဖြစ်တောင်းရမယ်ဆေးဝါးတစ်ခုဖြစ်ပါတယ်တချို့လူတွေမှာ parathyroid gland ပါသွားတဲ့အတွက်ကြောင့်မလို့ဒီဖိုးကိုသာမကဘဲနဲ့ calcium ဆိုတဲ့ဆေးကိုပါတစ်သလုံးတောက်ရတာရှိပါတယ် thyroid gland ကဖယ်ထုတ်လိုက်တဲ့အခါမှာဒီဖိုးမလုံလောက်တဲ့အတွက်ကြောင့်ဒီဖိုးကိုဖြည့်စွက်တောက်တဲ့အခါမှာဒီဖိုးကကိုယ်ခန္ဓာအတွက် functional ဖြစ်တဲ့ဟော်မုန်းမဟုတ်ပါဘူး functional ဖြစ်တဲ့ဟော်မုန်းဟာ T3 ဖြစ်ပါတယ်ဒီဖိုးကနေ T3 ပြောင်းဖို့အတွက်အာဟာရနှမျိုးလိုပါတယ်ကိုယ်ခန္ဓာအင်္ဂါရဲ့အစိတ်ပိုင်းနှစ်ခုကောင်းမွန်ဖို့လိုပါတယ်အာဟာရနှမျိုးက selenium နဲ့ zinc ဖြစ်ပြီးတော့ကိုယ်ခန္ဓာအစိတ်ပိုင်းနှစ်ခုကအစာလမ်းကြောင်းနဲ့ probiotic ပြီးတော့အသေးတို့ဖြစ်ပါတယ်ဒီကိုလိန်ကအစိတ်ပိုင်းကြီးကောင်းစွာလက်အလုံးလုံးနေမယ်အာဟာရလည်းပြည့်စုံနေမယ်ဆိုလို့ရှိရင်တီဖိုးတစ်မျိုးရဲ့တောက်ယုံနဲ့ပြဿနာမရှိပါသို့ပါတော့လေခစ်ကြီးကိုကဒီအာဟာရကိုလုံလောက်စားနိုင်ဖို့မလွယ်ကူဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာဖြစ်လာမလဲဆိုတီဖိုးတောင်းနေပြီမယ်တီဖိုး dose တွေကို100ကနေ150 150ကနေ200တိုးနေပြီမယ်တီ3မပြောင်းနိုင်တော့တဲ့အခါhypothyroid ယောဂဖြစ်လာပါတယ်။ TSH တွေအရင်မြင်ပါနေတချို့တွေဆို TSH 100လောက်ထိရှိတယ်။ဒီလိုအချိန်မျိုးကြာရင်ဘာဖြစ်မလဲ။ဒီကိုအားနေတဲ့စိတ်ပိုင်းဆိုင်ရာချုံရင်းမှုတွေဖြစ်တယ်။စဉ်းစားရခက်လာတာ၊တတိမေ့လာတာ emotional စိတ်ခံစားချက်ပြင်းထန်လာတာ။ဒါအပြင်ရုပ်ခံစားချက်တွေဖြစ်တယ်။ညာဘက်အိမ်မပြောတာ၊အားရင်တော့ခံမောပန်းနေတာ၊ဝိတ်တက်လာတာ၊သပင်ကျွတ်လာတာ၊ရင်ပြည့်ရင်ငယ်ဖြစ်လာတာ။ဒါအပြင်အသားတွေခြောက်လာတာမျက်နှာတစ်ခါအန်တာကိုရီအဆစ်တွေကြိုက်တာဝမ်းချုပ်တာတွေပြင်လက်သေးချီသေးတွေပါပျက်စီးတတ်ပါတယ်လက်သေးချီသေးတွေပုံစံမျိုးပြောင်းတတ်ပါတယ်ပြီးရင်ဒီမျက်ခုံးတွေပါတွေလည်းကျွတ်တတ်ပါတယ်သပင်တွေပါတွေလည်းကျွတ်တတ်ပါတယ်ဒီလိုအခြေမျိုးဟာ hypothyroid ယောဂဝေဒနာဖြစ်လာတာပါတချို့တွေကတီဖိုး100နဲ့လုံလောက်ပြီမဲ့တချို့တွေကတီဖိုး150 200လောက်ထိတောက်နေပြီမဲ့မလုံလောက်ပါဘူးအဲ့ချိန်မျိုးအဲ့လိုမျိုးအခါမျိုးဆိုလို့ရှိရင်ကျွန်တော်က selenium နဲ့ zinc ကျော်ရတဲ့အစားအစာတွေကိုရွေးစားဖို့ဒါတော့လွယ်ပါတယ်နော် selenium ကျော်ရသောအစားအစာများ Google မှာရရှာလာရပါတယ် zinc ကျော်ရသောအစားအစာများ AIM လေးလိုက်သိပါတယ်ဒါအပြင်အသေးကိုကောင်းမွန်စေဖို့အတွက်ကျွန်တော်တို့တွေကအရက်ဘီယာတွေဖြတ်ကားမယ် processed food တွေရှောင်ရမယ်ပြင်ပစာတွေရှောင်ရမယ်ဒါအပြင်လေ့ကျင့်ကလေးပုံမှန်လုပ်ပေးရပါမယ်အစာလမ်းကြောင်းကောင်းဖို့အတွက် probiotic တောက်ပေးမယ်ဆိုရင်တော့ဒီ thyroid လှုပ်ရှားမှုပုံမှန်လေးပြန်ဖြစ်ပါမယ်ကျွန်တော်တို့တွေတစ်ခုလုံးထုတ်ထားတဲ့လူတွေအတွက်ဆိုလို့ရှိရင်T4 100လောက်ပဲတောက်ရတယ်ဆိုဒါအမတန်မှကိုယ်ခန္ဓာရဲ့လှုပ်ဆောင်ချက်ကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်တချို့တွေကတော့150တောက်နေပြီမယ်အစင်မပြေတဲ့အခါကျွန်တော်ပြောတဲ့ဒီလန်လေးတွေကို try ကြည့်တင်ပါတယ်ဒါအပြင်ကျွန်တော်ဖြစ်ဆက်ပြီးပြောမှာကကဲ thyroid hormone အထုတ်ခံရတဲ့အခါတစ်ခုလုံးအထုတ်ခံရတဲ့အခါနော်parathyroid gland ပါသွားရင် calcium ဆိုတဲ့ဆေးတောက်ရပါတယ်ဒီ calcium ဆေးရလည်းမဖြစ်မနေပါဒါကတော့ vitamin D နဲ့တွဲပြီးတောက်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်ဒါပြင် calcium ကျွဲဝါးအစာပါဝင်တဲ့အယိုးတွေနော်အယိုးပါစားနိုင်တဲ့ငါးကလေးတွေပြီးတော့နိုးနဲ့နိုးထွက်ပစ္စည်းတွေဒါတဲ့ခင်ရင်ပေါ့နော်ဒါပါစားပြီးလို့ရှိရင်ပိုအဆင်ပြေပါတယ်ကျွန်တော်အဲ့ဒါဆိုတော့ thyroid နဲ့ပတ်သက်လို့3ပိုင်းဖြစ်ပါပြီအဲ့ထဲမှာ hypothyroid 2ပိုင်းပါပထမ hypothyroid ကတော့ကျွန်တော်တို့တွေပုံမှန်ခွဲစိတ်ကုသမှုမလုပ်ဘဲနဲ့ဖြစ်လာတဲ့ hypothyroid အကြောင်းဖြစ်ပြီးတော့ဒီနေ့ကခွဲစိတ်ကုသလိုက်တဲ့အကြောင်းဖြစ်တဲ့ hypothyroid အကြောင်းပြောသွားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်နံပါတ်3
thyroid ယောဂများအကြောင်းဖြစ်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဖြိုးမောင်မောင်ပါဤကဲ့သို့ကျွန်တော်တို့ဒီနေ့ပြောသလိုလူတွေကို educated နော်ပညာအသိပေးနေသလိုကျွန်တော်ကဘာတွေလုပ်ပေးသေးလဲဆိုလို့ရှိရင် head advisor ကျန်းမာရေးဆွေးနွေးပေးတဲ့သူတွေနဲ့လူနာတွေရဲ့ယောဂါတွေကိုအတူပူးပေါင်းဆွေးနွေးအဖြေရှာပေးပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ